Hello အားလုံးပဲမင်္ဂလာပါ TNE Ligo Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဝူခေါင်းလီကိုလေးနဲ့မိတ်ဆက်ပြီးမယ်ဗောလေဝူခေါင်းလီကိုလေးကကျတော့တရုတ်ကို2500ပါ2ရုပ်ပဲရှိပါမယ်အပြရဲ့အနီရဲ့2ရုပ်ကို9000ပါဒီရုပ်ကလေးကအောက်ကအခန့်ပြားလေးအပီစီကို2500ပါလုံးဝကွာတန်လေးတန်နေပြကျွန်တော်အယောင်းဝေချီရောရရဲဒါပေမဲ့ကျွန်တော်တို့စိတ်ရန်ကြိုသေးပေါ့လေအယောင်းဝေချီရအမျိုးလေးကြတော့ကျွန်တော်ပြောပြမယ်နော်နေပြည်တော်ရန်ကုန်မန္တလေးတို့ပဲဖြစ်ပါတယ်နောက်ထပ်တယောက်ကလေးနဲ့မိတ်ဆက်ပေးပါမယ်နောက်ထပ်တယောက်ကတော့လုံးဝ special လမ်းတာဘရူရူကြိုက်စီရမယ်ခဏလေးပါကဲနောက်ထပ်တယောက်ကတော့ဒီခုံးမဲလေးပေါ့လေခုံးမဲလေးကတော့တစ်ခုကို4000ပါ4000กว่าဒီဥစ္စာတွေနောက်ကအလန့်တွေအကုန်လုံးအပီးစီကို4000ပါဗျဒါကတော့တရုတ်ပဲရှိရနော်ဝူခုံးအမဲလေးပါဒါတော့ဥတူဝေရမှာဩလေဒီဥစ္စာတရုတ်ပဲရှိရပါအမြန်လာဝယ်ပြီးကြပါနော်ကျွန်တော်တို့ဖုန်းနံပါတ်ကလေးပြောမယ်ဗောလေကျွန်တော်တို့ကိုဖုန်းဆက်ပြီးမှာလို့ရအောင်ကျွန်တော် Viber တော့နောက်ပိုင်းဖွင့်မှုအစီအစဉ်ရှိရအခုလက်ရှိကျွန်တော်ဖုန်းနံပါတ်ကလေးပေးမယ်ဗောလေ3990 14459ရဲ့4384433တို့ကိုပုံဆက်ပေးပါအဲ့မဲ့ကွာကျွန်တော်တို့မှာလို့ရပါတယ်အကယ်၍တခြားတယောက်ကန်ခဲ့တည်ရှိတော့ကျွန်တော်တို့ကိုတီလီကို channel လာဆိုရင်အကုန်သိပါတယ်ဗျကဲဒီရုပ်ကလေးကိုကျွန်တော်4000နဲ့ရောင်းပေးပါမယ်ပုံမှန်ရောင်းစည်းရပါလေ4500နဲ့ရောင်းပေးရ4000နဲ့ရောင်းပေးပါမယ်ဒီအရုပ်ကလေးကိုလုံးဝတန်ပါတယ်ဗျအားလုံးပဲကျေးဇူးပါဘိုင်ဘိုင်